မင်္ဂလာပါဒီနေ့ကတော့နန်းကြီးတုပ်တို့ခောက်ဆွဲတုပ်တို့တွေကိုထည့်တုပ်ဖို့အတွက်စက်သားအနှစ်လေးချက်ထားတာပါစက်သားကိုစနစ်ချင်းစားဟင်းခတ်မှုထည့်ပြုတ်ပါမယ်ပြုတ်ပြီးတဲ့စက်သားတွေကိုလက်တည်တည်ချာချာဆေးပြီးတော့နှွှင်ထားပါမယ်စက်သွန်ဒီစက်သွန်ဖြူကိုပပလှိထားပါမယ်ဆက်နဲ့ကြိတ်လည်းရပါတယ်ခရမ်းချင်ဒီကိုရေဆေးပြုတ်ပြီးတော့အခေါ်နွာထားပါမယ်အိုးရဲကိုစီပူအောင်တည်ထားပြီးတော့မှကြိတ်ထားပြီးသားစက်သွန်ဖြူစက်သွန်ဒီကိုထည့်ပြီးတော့စီတက်ပါမယ်အနံ့လေးမှုေးလာပြီဆိုလို့ရှိရင်တော့ဖြင့်စနစ်မုံလေးထည့်ပြီးတော့မှမှုေးပါတယ်ခင်ဗျချက်ပုံချက်နည်းတွေတူကြမလားမသိပါဘူးဗျာပြီးတော့အယောင်တင်ပုံထည့်ပြီးတော့မှုေးပါတယ်ဟုတ်ကဲ့စီပြန်တဲ့အချိန်ကြာလို့ရှိရင်တော့ခရမ်းချင်လေးထည့်ပြီးတော့မှမှုေးပါတယ်ခင်ဗျအရသာတွေကိုလည်းထည့်ပါတယ်ပြီးတဲ့အခါမှာမြင်ထားတဲ့စက်သားတွေထည့်ပါတယ်ခင်ဗျဒီနေရာမှာစက်သားလဲစက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကြာကြာချက်နေစရာမလိုတော့ပါဘူးခင်ဗျာအရသာမြည်ပါတယ်ရပါပြီခင်ဗျာကျွန်တော်ချက်တာမဟုတ်ပါဘူးချစ်မိန်မှချက်ထားတာပါကျေးဇူးတင်ပါတယ်ခင်ဗျ